MM3 ရဲ့မျှဝေမှုလေးကနေကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တနင်္ဂနွေနေ့လေးမှာတော့ဝေဖန်ခံရတာကိုပျော်တယ်ဆိုတဲ့သူမရှိပါဆိုတဲ့ဆရာဒေါက်တာဖြိုးတီဟာရဲ့ဆောင်းပါးလေးကိုမျှဝေသွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဝေဖန်ခံရတာကိုပျော်တယ်ဆိုတဲ့သူမရှိပါဝေဖန်ခံရတယ်ဆိုတာကတကယ်တော့လူတိုင်းကြုံရတဲ့အရာမျိုးပါ celebrity တွေကတော့မလွဲမသွေကြုံရမယ်နေ့စဉ်နဲ့အမျှကြုံနေရမယ်ပြင်းပြင်းထန်ထန်ကိုကြုံနေရမယ်ဘာလို့လဲဆိုတော့သူတို့ကလူသိများတာကိုဒါပေမဲ့ကျွန်တော်တို့လိုတာမန်လူတွေလည်းကြုံနေရတာပါပဲအထက်လူကြီးကကိုယ့်ကို feedback ပေးမယ်ကိုယ့်စွမ်းဆောင်ရည်ကိုအကဲဖြတ်မယ် customer ကကိုယ့်ကိုဝေဖန်မယ် Facebook မှာ review ရေးခံရမယ်တက္ကသိုလ်အကြောင်းမှာကိုလုပ်တဲ့ presentation တခုကိုဆရာတွေကအမှတ်ပေးမယ်ဒါတွေအကုန်လုံးဟာဝေဖန်ခံနေရတာကြီးပါပဲဒါနဲ့ပတ်သက်လို့ကျွန်တော်တို့မဖြစ်မနေလက်ခံထားရမှာကဝေဖန်ခံရတာကိုပျော်တဲ့လူရဲ့လို့မရှိဘူးဆိုတာပါပဲဘသူကတော့ဖြင့်သူ့ကိုပြောနေလဲခက်ပြုံးပြုံးဘသူဆိုဟာတာတောင်လုတ်ပလိုက်တာစသဖြင့်ပြောနေကြပဲမဲ့တကယ်တမ်းကတော့အဲ့ဒီလူတွေကိုယ်တိုင်လဲစချင်းဝေဖန်ခံရတဲ့အချိန်မှာတုန်လှုပ်ခဲ့ဘူးမယ်စိတ်တိုခဲ့ဘူးမယ်ပြင်းပြင်းထန်ထန်တွေပြန်ပြောခြင်းစိတ်ရှိခဲ့ဘူးမယ်ဒါပေမဲ့ဒါတွေကိုရင်ဆိုင်ရပါများလာတဲ့အချိန်မှာစိတ်ကိုထိမ့်တက်လာတဲ့သဘောပါပဲဝေဖန်ခံရတာနဲ့ပတ်သက်ရင်အစွန်း၃ပါးရှိပါတယ်တစ်ခုကရင်းရင်တီးပြန်တုံ့ပြန်တာဒီလိုပုံစံကလူတော်တော်များများမှာမကြတွေ့ရတတ်ပါတယ်အဲ့ဒီလိုတုံ့ပြန်လိုက်တော့ပိုဆိုးသွားတယ်ပိုပြီးနာမည်လဲပြက်ဝေဖန်စရာလဲဖြစ်သွားပါတယ်နောက်တစ်ခုကအလွန်အမင်းခံစားတာနည်းနည်းလေးဝေဖန်ခံလိုက်ရတာနဲ့တော်ပြီးနောက်မလုပ်တော့ဘူးဆိုတာမျိုးကိုလုံမဲ့အလုပ်ကိုရက်ပစ်လိုက်တာငါတော့ဘလို့မှအောင်မြင်မှာမဟုတ်ပါဘူးလို့တစ်ထစ်ချယုံကြည်လိုက်တာဒါတွေကလည်းမကောင်းပါဘူးအဲ့ဒီလိုသာမကောင်းပြောခံရတိုင်းနောက်တွန့်တက်ကြမယ်ဆိုရင်ဒီနေ့အောင်မြင်နေသူတွေရဲ့90%လောက်ဟာအခုလိုအနေအထားတရက်ရလာမှာမဟုတ်ပါဘူးနောက်ဆုံးတစ်ခုကတော့ပြန်မပြောနားမထောင်လို့ဆိုရမလားပဲခံလဲမခံစားဘူးဂယုလည်းမဆိုင်ဘူးဆိုတာမျိုးပေါ့ပြောရရင်အဲ့လိုလစ်လူရှုတာကလည်းမကောင်းပါဘူးဘာလို့လဲဆိုတော့ဝေဖန်မှုတွေကပဲကိုယ့်ကိုတိုးတက်စေနိုင်တာမို့လို့ပါကြားဖို့တဲ့စကားလေးတစ်ခုရှိပါတယ် Feedback is the breakfast of the champions ဝေဖန်တန်တွေဟာနေပယ်တစ်ခုခုမှာချန်ပီယံဖြစ်လို့သူတွေမနက်တိုင်းစားသုံးတဲ့နဲ့မနက်စာဖြစ်ပါတယ်တဲ့ဝေဖန်ခံရမှကိုမကိုသိမယ်ကိုအားနဲ့ချက်ကိုမြင်မယ်အကြံဉာဏ်ကောင်းတွေရမယ်အကောင်းတွေကြည့်ပြောခံနေရလို့အမြဲတမ်းချီးကျူးခံနေရလို့လူဟာမတိုးတက်ပါဘူးဒါကြောင့်ကိုဝေဖန်မှုတစ်ခုကြုံရတဲ့အခါတိချာလေးစိတ်ကိုထိန်းချုပ်ပြီးခေါင်းအေးထားစဉ်းစားပါဒါကိုဘသူကပြောတာလဲသူ့ဝေဖန်မှုကကို့အတွက်တကယ်အကျိုးရှိတာလားကိုမဘာမှားနေတယ်လဲစသဖြင့်ချင်းချင်းပြီးလက်ခံကြရမှာဖြစ်ပါတယ်တခါတလေဆိုကိုဆဲဆိုထားတာရင်းရင်တီးပြောသွားတာဖြစ်ပေမဲ့ကိုကသာယူတတ်ရင်အဲ့ဒီကနေလေကိုရဲ့အားနည်းချက်တွေကိုပြင်ဆင်တဲ့ဓာတ်တွေသိလာနိုင်ပါတယ်ဒီအတွက်ဝေဖန်မှုတွေဟာကိုပိုပြီးတိုးတက်စေလိမ့်မယ်အောင်မြင်စေလိမ့်မယ်ဆိုတာကိုယုံကြည်စေချင်ပါတယ်ဝေဖန်မှုဆိုတာကိုလုပ်လိုက်တဲ့အလုပ်တစ်ခု something you did ကိုမှတ်ချက်ပေးတာပါကိုဘလို့လူလဲ who are you ကိုမှတ်ချက်ပေးတာမဟုတ်ပါဘူးဥပမာကိုကစာတစ်ပုဒ်ရေးလိုက်တယ်အဲ့ဒါကိုလူတွေကဝေဖန်ကြတယ်ဒါဟာဒီစာကိုပဲဝေဖန်တာကိုဟာဘယ်နေရာမှာမှသုံးမရတဲ့လူလို့လာပြောနေတာမဟုတ်ဘူးသူတို့မကောင်းဘူးပြောထားတာပြင်သင့်တာပြောထားတာတွေကိုကိုပြင်လိုက်ရင်ရပြီစာကိုမဝေဖန်ပဲလူကိုလာထိခိုက်နေတယ်ဆိုရင်လေအဲ့ဒါက personal attach ဖြစ်သွားပြီလိလူသာရှုလိုက်အဲ့ဒီလိုမဟုတ်ဘဲတခုခုဝေဖန်လိုက်တိုင်း who are you ကိုပြောတယ်လို့သတ်မှတ်လိုက်ရင်တော့ခုနကပြောတဲ့အစွန်းတွေဖြစ်လာရောအလွန်မင်းခံစားမိမယ်ပြင်းပြင်းထန်ထန်တွေတုံ့ပြန်မိတော့မယ်ပဝင်းကျင်မှာကြည့်ပါဝေဖန်မှုတွေနဲ့အသားကျနေရမယ့်နာမည်ကျော်တွေအမှုပညာရှင်တွေတောင်အဝေဖန်ခံရတဲ့အခါစိတ်ခံစားချက်ကိုမထိန်ချုပ်နိုင်တာတွေ့ရပါတယ်သူတို့လောက်အတွေ့အထိမများတဲ့သူဆို
ပိုဆိုးတာပေါ့အလုတ်အစည်းအဝေးမှာတစ်ဖက်ဌာနကကိုမျက်နှာကိုတက်တဲကြီးကြည့်ပြီးဝေဖန်လာတဲ့အခါcustomer ကိုဖုန်းဆက် complaint လုပ်တဲ့အခါကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမှာလဲအပြင်းထန်တုံ့ပြန်မှာလားအလွန်အမင်းခံစားမှာလားဒါမှမဟုတ်ပြောချင်ရပြောပါစေလှုပ်ချင်ရဆက်လုပ်မှာလားဒီစိတ်ခံစားချက်တွေကိုမထိန်နိုင်တဲ့၍တော့ဝေဖန်မှုဟာကျွန်တော်တို့စားသုံးသိတဲ့မနက်စာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘဲကျွန်တော်တို့အတွက်အစိတ်အတောက်တွေးတာဖြစ်နေအောင်ပါပါဒါကြောင့်လေကိုထိန်းချုပ်နိုင်စွမ်းမြင့်မားသူတွေတနည်းအားဖြင့် emotional intelligent မြင့်တဲ့သူတွေဟာနေပယ်တိုင်းမှာထိတ်ရောက်နေကြတာဖြစ်ပါတယ်တကယ်တော့အဝေဖန်ခံနိုင်နေဆိုတာတက်ရင်ဆိုင်ပြီးမှရလာတဲ့အလေးအကျင့်တရက်တာဖြစ်ပါတယ်ဒါကမွေးရပါဗီဇလည်းမဟုတ်သလိုပါရမီလည်းမဟုတ်ဘူးဘယ်စာအုပ်ကမှလည်းတင်မပေးနိုင်ပါဘူးကိုဟာကိုလိကျင့်ယူရတဲ့စွမ်းရည်တရက်တာဖြစ်ပါတယ်ဒါကြောင့်မှတ်ထားပါလောကမှာဝေဖန်ခံရတာကိုပျော်နေတဲ့သူဆိုတာမရှိပါဘူးကိုယ်စိတ်ကိုထိန်ချုပ်ပြီးအကောင်းဆုံးဖြစ်အောင်တုံ့ပြန်နိုင်တဲ့သူသာရှိပါတယ်22ရက်တလ2018အခုမျှဝေသွားတာလေးကတော့ဆရာဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ခေတ်သစ်ရဲ့တောင်းဆိုမှုများဆိုတဲ့စာအုပ်ထဲမှာပါဝင်တဲ့ဝေဖန်ခံရတာကိုပျော်တယ်ဆိုတဲ့သူမရှိပါဆိုတဲ့ဆောင်းပါးလေးတစ်ပဲဖြစ်ပါတယ်ဒီဆောင်းပါးတွေကလိုပါပဲကျမတို့တွေကိုဝေဖန်မှုတွေကြုံလာတိုင်းကိုယ်စိတ်ကိုထိန်ချုပ်ပြီးအကောင်းဆုံးဖြစ်အောင်တုံ့ပြန်နိုင်သူများဖြစ်ကြပါစေလို့တောင်းဆိုပြုရင်းအမှန်တရရဲ့မျှဝေမှုလေးကနေနှုတ်ဆက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်နေကြMM3 ရဲ့မျှဝေမှုလေးကိုလည်းဆက်ဆောင်မြောင်အားပေးကြည့်ရှုကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်